အောင်ပွဲခံဖို့ဖိတ်ခေါ်ပါရစေ2026ရဲ့အောင်ပွဲတင်နဲ့ကျွန်တော်တို့အသင်းတော်မိသားစုအားလုံးအောင်ပွဲခံတော့အသင်းတော်ဖြစ်ဖို့မျက်မှောက်တော်ထဲမှာကျွန်တော်ဖိတ်ခေါ်ခြင်းတယ်ဖိလိပ္ပိခန်းကြီးလေးငယ်လေးကိုကျွန်တော်ဖတ်ရအောင်ဘုရားသခင်၌အစင်မပြဲဝမ်းမြောက်ခြင်းရှိကြလောနောက်တစ်ဖန်ငါဆိုသည်ကဝမ်းမြောက်ကြလောအစင်မြဲဝမ်းမြောက်ကြလောဆိုတာကဘာလဲဘုရားသခင်ကိုနေ့စဉ်ယုံကြည်အားထားပြီးတော့နေ့နဲ့ညမရွေးအချင်းနေမရွေးဖခင်ရဲ့အောင်မြင်ခြင်း၌ဝမ်းမြောက်ရွှင်လန်းဖို့ပြောတာဒီအစင်ပြေတဲ့ပုံမပြေတဲ့ပုံမှာဝမ်းမြောက်ရွှင်လန်းခြင်းကိုပြောနေတာမဟုတ်ဘူးဒါကြောင့်ဒီနေ့အောင်ပွဲခံတော်နေ့အဖြစ်အသက်ရှင်ဖို့ရန်အတွက်ကိုယ်တိုင်ဆုံးဖြတ်ချက်ချမှဝမ်းမြောက်ရွှင်လန်းခြင်းဧကမှန်ရမှာဖြစ်တယ်သူများဆုံးဖြတ်လို့အောင်မြင်ခြင်းကြွေးကြော်တဲ့ຢာမှာတင်မဆုံးဖြတ်လိုက်မိရင်ဘယ်လိုပဲအော်အဲ့ဒီဝမ်းမြောက်ရွှင်လန်းခြင်းကလိုက်လာမှာမဟုတ်ဘူးဒါကြောင့်တကယ်စစ်မှန်တဲ့ဝမ်းမြောက်ရွှင်လန်းခြင်းနဲ့အောင်ပွဲခံမဲ့နေ့မှာအတိတ်ကာလရဲ့အောင်မြင်ခြင်းကိုကျေးဇူးတော်ချီးမွမ်းရအောင်ဒီနေ့ပြင်ဆင်ပေးတဲ့ကျေးဇူးတော်အတွက်ချီးမွမ်းရအောင်ဒီနေ့နောက်ဆုံးအပတ်ထိဖခင်ဆက်လက်ပို့ဆောင်အောင်မယ်ဆိုတဲ့ယုံကြည်ခြင်း၌ဝမ်းမြောက်ရွှင်လန်းခြင်းနဲ့ကြွေးကြော်ရအောင်ဖခင်ပို့ဆောင်တဲ့အတိုင်းအနာဂတ်ယုံကြည်ခြင်းနဲ့ကြိုတင်ပြီးတော့နောက်ဆုံးအပတ်2026ထိဖခင်သခင်ငါ့ကိုပို့ဆောင်မယ်ဆိုတဲ့ယုံကြည်ခြင်းနဲ့ကြွေးကြော်ဖို့ဖြစ်တယ်ဒါကြောင့်ဒီနေ့ဟာကျွန်တော်တို့ဖခင်ကြောင့်တစ်ဝင်မဲ့နေ့ဖြစ်တယ်တင်းနဲ့ကျွန်တော်လည်းအောင်ပွဲခံမဲ့နေ့ဖြစ်တယ်အသင်းတော်တစ်ခုလုံးအောင်ပွဲခံမဲ့နေ့ဖြစ်တယ်ဖခင်သခင်ကမိသားစုတိုင်းအသင်းတော်တစ်ခုလုံးအနေနဲ့တော်၎င်းတဦးချင်းစီအနေနဲ့တော်၎င်းဒီနေ့ကနေစပြီးတော့နောက်ဆုံးအပတ်ထိအောင်ပွဲအလီလီနဲ့ကြွေးကြော်ပြီးတော့အသက်ရှင်သောတင်းသားတွေဖြစ်ဖို့ကောင်းချီးပေးပါစေ